မင်္ဂလာပါရှင်ဒီ session မှာကျတော့ cutting မှာအသုံးများတဲ့စက်တွေနဲ့ပတ်သက်ပြီးတော့အရှင်းပြပေးမှာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့လေအမတယောက်အတွက်ကကျတော့ဒါတွေကအရင်တော့အရေးမကြီးဘူးဒါပေမဲ့သိထားလို့ရှိရင်တော့ပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ session လေးတွေကိုတစ်ခါလေးထည့်ပေးထားတာပါဆိုတော့ဒီပေါ့နော်စက်ရုံထဲမှာဆိုလို့ရှိရင် cutting department ထဲမှာသူတို့က cutting ဖြတ်လို့ရှိရင်ဘယ်လိုဖြတ်တယ်လဲပေါ့နံပါတ်1ကကျတော့ manual cutting ဆိုတာကဒီတိုင်းပဲပေါ့နော်တစ်ခါတလေကြားလို့ရှိရင်လိုအပ်လို့ရှိရင်ကတ်ကြီးနဲ့ဖြတ်ရတယ်ကတ်ကြီးနဲ့ဖြတ်ရတာတော့ဒါလူတိုင်းသိပြီးသားပဲပေါ့နော်သူကဘယ်လိုအခြေအနေမျိုးမှာလဲ replacement နေပြန်လဲတဲ့အရာမျိုးမှာပဲဖြစ်စေတစ်ခါတလေအကြောင်းမျိုးကြောင့်တချို့အစိတ်ပိုင်းလေးတွေက defect ဖြစ်သွားလို့ပြန်လဲရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် manual cutting လေးတွေကိုအသုံးပြုကြပါတယ်အဲ့ဒါကကျတော့ hand cutting ပေါ့နော်လက်နဲ့ထက်တဲ့အညာမျိုးကိုပြောချင်တာပါပြီးတော့နောက်တစ်ခုကကျတော့ဒီ semi automatic cutting machine ပေါ့ semi automatic cutting machine ဆိုတာကကျတော့လူလဲပါရတယ်ဆက်လဲအသုံးပြုပြီးတော့ဖြတ်လို့ရတဲ့ပစ္စည်းမျိုးတွေကိုပြောချင်တာပါဘယ်လိုမျိုးလဲဆိုတော့ straight knife ဒါဆိုလို့ရှိရင်ဒီစက်ရုံထဲမှာဆိုရင်တော့အများကြီးသုံးနေကြပါတော့ဒီနေရာမှာဒီပုံလေးမှာတစ်ခုပြောချင်ပါတယ်တကယ်တမ်းဆိုရင် cutting ဖြတ်တဲ့အခါမှာလက်အိတ်တွေဝတ်ဆင်ထားရမယ်ပေါ့နော်လက်အိတ်ဝတ်ဆင်ထားရမှာကသူတို့ရဲ့ဒီ safety အတွက်ပဲဖြစ်ပါတယ်ဆိုတော့ကိုကစက်တန်းနဲ့သွားရင်းနေပဲဖြစ်စေဒီကတင်ဌာနကိုပဲဖြစ်စေပေါ့နော်သွားတဲ့အခါမှာလက်အိတ်ဝတ်ထားမတွေ့ဘူးဆိုလို့ရှိရင်ကတင် supervisor တွေကိုပြောလို့ရပါတယ်အမှတရားအနေနဲ့ဒါကကြတော့ round night cutting machine မှာသူကကြတော့ဓာတ်ကကြတော့အခုလိုပုံစံမျိုးပေါ့နော်စောက်ဝိုင်းလိုပုံစံမျိုးလေးနဲ့ဓာတ်လေးပါအဲ့လိုမျိုးလေးနဲ့ထည့်ကြပါတယ်ဒါကကြတော့ band knife ပါ band knife ဆိုတာကကြတော့အားလုံးသိပြီးသားပါစက်ရုံမှာဒီ band knife ဆက်ဖြတ်ရတဲ့နေရာကနည်းနည်းလေး risk များတယ်ပေါ့နော်ဒါကကြတော့ 1cm လောက်ပဲရှိတဲ့ဒါအပြားလေးပါတစ်ခါတလေလဲ2လက်မလောက်ရှိတဲ့ဓာတ်မျိုး3လောက်တော့မသိဘူးပေါ့နော်ကျမတေချာတော့မပြောတတ်ပါဘူးအဲ့လိုနေရာမျိုးမှာဆိုရင်များသောအားဖြင့်ဆိုလို့ရှိရင်ဆက်အသုံးပြုတဲ့သူကလက်အိတ်ဝတ်ကိုဝတ်ထားရပါမယ်ဒါကတော့အစက်ရုံမှာသုံးတဲ့ band knife ရဲ့ cutting machine မှာဒါကကြတော့ die cut ပါ die cut ဆိုတာကကြတော့သူကများသောအားဖြင့်ဆိုလို့ရှိရင် bra စက်ရုံတွေမှာအသုံးများပါတယ်ဒီလိုအုံခွက်တွေကိုပေါ့နော်အတိအကျဖြတ်ရတဲ့ဒီပုံစံမျိုးပါအဲ့ဒါကကြတော့အဲ့ဒီမှာသုံးတဲ့ဓာတ်တွေဆိုလို့ရှိရင်လည်းသူက specially ပေါ့နော် order မှာရတဲ့အပိုင်းတွေလည်းရှိပါတယ်ဒါကတော့ die cut machine မှာနောက်တစ်ခုကကြတော့ tray ပေါ့နော် tray နဲ့သုံးတာကကြတော့ cutting စက်ရုံတွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးတော့နေတယ်များသောအားဖြင့်ဆိုရင်ဘယ်နေရာတွေမှာအသုံးပြုလဲဆိုတော့အာဘယ်လိုပြောရမလဲမဲတဲပေါ့နော်ဒီတတူတွေလိုပဲဖြစ်စေအဲ့လိုမှမဟုတ်လို့ရှိရင်တစ်သားလိုနေရာမျိုးတွေမှာပဲဖြစ်စေ tray ဖောက်တဲ့နေရာတွေမှာအသုံးပြုကြပါတယ်နောက်တစ်ခုကကြတော့ fully automatic machine မှာ fully automatic machine ဆိုတဲ့ဟာတွေကကြတော့ computerized cutting machine ဆိုပြီးတော့လည်းခေါ်ကြပါတယ်။သူကဘေးနားလေးကနေပြီးတော့လူလုံးဝပါစရာမလိုပါဘူး။သူကသူစက်ကနေပြီးတော့ပဲ automatically ပေါ့နော်ဖြတ်သွားတဲ့အရာမျိုးပါ။ဒါဆိုကြည့်ကြည့်ရအောင်ဒါကနေပြီးဒါကကြတော့ computer နဲ့ပေါ့နော်တခါတည်းပိတ်ဖြတ်သွားတဲ့ပုံစံပါ။ဒါကကြတော့ laser cutting မှာသူရဲ့ဒီပိတ်ဖြတ်ရမယ့်ဒီ system နဲ့ပတ်သက်တဲ့အပိုင်းတွေ software နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့နော်သူရဲ့ဒီ pattern ပုံစံတွေအားလုံးကိုဒီထဲမှာ formula သွင်းထားပါတယ်အဲ့အတိုင်းပဲအဲ့ဒီပုံစံအတိုင်းစက်ကနေပြီးတော့တန်းပြီးတော့ဖြတ်သွားတာမျိုးကို laser cutting လုပ်တယ်ဆိုပြီးတော့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ water jet machine ပေါ့နော်ဒါကတော့အသုံးပြုရယုံလေးရှိရဲ့အသုံးပြုတာနည်းတဲ့ယုံလေးလည်းရှိပါတယ်နောက်ဆုံးတစ်ခုကကြတော့ rib cutting machine မှာ rib cutting machine ဆိုတာကဘယ်လိုမျိုးပြောတာလဲတကယ်ဆိုလို့ရှိရင်ပေါ့နော် rib သားပိတ်စတွေကရိုးရိုးဒီcutting နဲ့ဖြတ်မယ်ဆိုလို့ရှိရင်ပိတ်ကစောင်းသွားတာတွေဆွေသွားတာတွေလဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီခါကျလို့ရှိရင်ပိတ်ကိုခုလိုမျိုးဆက်တွေနဲ့ဖြတ်ကြတဲ့အရာမျိုးတွေရှိပါတယ်ဒါကတော့တချို့စက်ရုံတွေမှာလည်းအသုံးများတယ်တချို့စက်ရုံတွေမှာလည်းမရှိပါဘူးရှင်ဆိုတော့စက်ရုံပေါ်မူတည်ပြီးတော့ပြောင်းလဲချက်တွေရှိနိုင်ပါတယ်ဒီစက်နဲ့ပတ်သက်ပြီးကတော့ဒီလောက်ပါပဲရှင်ဒါဆိုရင်နောက်ဗီဒီယိုဖိုင်တွေမှာဆက်ပြီးတော့ကြည့်ကြမယ်နော်